Bright Automotive မှာမြန်မာနိုင်ငံအတွင်းအစစ်မြစ်လျှက်စစ်ကားများကိုတင်သွင်းရင်းအနာဂတ်မှာ renewable energy အသုံးပြုမှုတွင်ကျယ်လာစေဖို့ဦးဆောင်ကြိုးပမ်းနေပါတယ်မြန်မာနိုင်ငံအတွင်း BYD ကားများကိုပထမဆုံးတရားဝင်ဖြန့်ဖြူးသူဖြစ်ပြီး SGMW Wuling ကားများရဲ့တဦးတည်းသောပင်မကိုယ်စားလှယ်ဖြစ်တဲ့အပြင် BYD Wuling, Zongdong Bags စသဖြင့် EV ကားအမြောက်များကိုအောင်မြင်စွာတင်သွင်းခဲ့ပြီးဖြစ်ပါတယ်အစစ်မြစ်ရောင်းပြခန်းများကိုရန်ကုန်မြို့နေရာအနှံ့ပြားမှာဖွင့်လှစ်ထားပြီးမန္တလေး၊နေပြည်တော်နဲ့တခြားမြို့ကြီးတွေမှာထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်0မိုင်115မိုင်နဲ့200မိုင်တို့မှာ Prime Plus DC Charging Station များတက်ဆင်ထားပြီးနိုင်ငံတော်ဝန်အကျယ်ပြန့်ဆုံးသောအားသွင်းကိုရက်များကိုဖြန့်ကျက်ထားပါတယ်။ Prime Plus AC Charger အလုံးပေါင်းများစွာကိုလည်းတကုံကောက်ကွင်းနဲ့နိုင်ငံတော်ဝန်ရှိအိမ်နဲ့ရုံးခန်းများစွာမှာအောင်မြင်စွာတက်ဆင်ထားပြီးဖြစ်ပါတယ်။လုပ်ငန်းသက်10နှစ်ကျော်ရှိတဲ့ဝါရင်ကျွမ်းကျင် Technician Engineer များဦးဆောင်ထားပြီးခင်မီယုံကြည်စိတ်ချရတဲ့နေအောင်ကြီးစွမ်းအင်နဲ့တခြားစွမ်းအင်သစ်ဝန်ဆောင်မှုများကိုအိမ်နဲ့လုပ်ငန်းများအတွက်ပါအောင်မြင်စွာပေးဆောင်နေပါတယ်။ Brian After Sales Service Team ဟာတရုတ်ပြည်ရောက်ပြည်ပညာများလေ့လာသင်ကြားထားပြီးအစစ်မြစ်စက်ကိရိယာများနဲ့အတူကားပြဿနာများကိုလျင်မြန်တိရောက်စွာဖြေရှင်းနိုင်ရန်အမြဲအစဉ်ရှိပါတယ်။အရေးပေါ်အခြေအနေများအတွက် Roadside Assistant ဝန်ဆောင်မှုယုံကြည်စိတ်ချရတဲ့ရင်သိမ်းပို့ဆောင်ရေးဝန်ဆောင်မှုများထိပါလိုအပ်တဲ့အချိန်တိုင်းရယူနိုင်ပါကုမ္ပဏီနဲ့အဖွဲ့အစည်းအနေနဲ့ hire purchase နဲ့ဖြင့်ဝယ်ယူနိုင်တယ်လို့ဗန်နဲ့ချိတ်ဆက်ပြီးအရေးကြပေးချင်ဝန်ဆောင်မှုများလည်းလက်တကမ်းမှာရှိပါတယ်နိုင်ငံတော်ရောင်းဆိုင်များတိုးချဲ့ဖွင့်လှစ်ရန်စိတ်ပါဝင်စားသောကိုယ်စားလှယ်များကိုလည်း Bright Automotive မှာလှိုက်လဲစွာကြိုဆိုပါတယ်ဝယ်ယူသူတိုင်းစိတ်ကြည်နမဲ့ဝန်ဆောင်မှုအပြည့်ပေးနိုင်မှုဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကိုစဉ်ဆက်မပြတ်မြင့်တင်ရင်းမြန်မာနိုင်ငံ EV industry ကိုဆက်လက်ဦးဆောင်ဖို့အမြဲကြိုးပမ်းဆောင်ရွက်နေပါတယ်။ဈေးကြီးရဲ့အချိန်မှာဒီ EV ကကောင်းတဲ့ choice တစ်ခုလို့ဖြစ်နေရကြောင်း EV ကိုဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာကျွန်တော်ပထမဆုံးကြည့်ရအဲ့ after sales service ပေါ့နော် after sales service ကနိုင်ငံခြားရင်းနဲ့ချိတ်ဆက်ထားရတာရယ်ပြီးတော့နောက်တစ်ခုကဒီ Prime ကပေါ့နော် BYD ရဲ့ main distributor ဖြစ်တဲ့အချက်ကြောင့်ကျွန်တော်ဒီ Prime ကနေဝယ်ဖို့ဆုံးဖြတ်ချလိုက်တာ Customer တွေထားရှိတဲ့ယုံကြည်စိတ်ချမှုတိုင်းထပ်တူခံစားကြည့်ဖို့ Bright Automotive ရဲ့ showroom များတို့အခုပဲလာရောက်ဖို့ဖိတ်ခေါ်လိုက်ကြစီစိမ့်လန်းဆိုပြီးရဲ့အနာဂတ်တို့ခီးနေဖို့ Bright နဲ့အတူလက်တွဲလိုက်ပါ EV Soul